ကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အားလုံးသိတဲ့ကွန်ဆိုင်ပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီညမှာကျွန်တော်ပြောတဲ့အရှိရပေါ့နော်ဒီနေ့ကတော့25ရက်ဒီဗီဒီယိုပိုင်းလေးက26ရက်နေ့မဟုတ်ဘူးနေ့တော့ပဲဖြစ်ပါတယ်အဲ့တော့ like and share လေးများများလုပ်ပေးပါအဓိကအချက်ကဘာကိုပြောချင်လဲဆိုလို့ချင်းကျွန်တော်စီကိုပေါ့နော်တချို့က Viber မရှိပါဘူးလို့ဒီမန်းအောက်လေးမှာမှတ်နေတာအများကြီးတွေ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ Viber မရှိတဲ့သူကြတော့ကျွန်တော်စီကပန်းလေး3ပွင့်လိုချင်တယ်ကျွန်တော်တို့26ရက်နေ့เนาะဗုဒ္ဓဟူးနေ့မှာတစ်ခါလောက်ပေါ့နော်ကျွန်တော်မျှဝေပြီးတဲ့ပန်း3ပွင့်ကိုရဘူးချင်တယ်ဆိုချင်းအပြင် Viber သုံးတယ်ဆိုရင်ဒီ Viber ကိုလာပေးပါเนาะတကယ်လို့ Viber မသုံးဆိုရင်ဒီနံပါတ်ကို contact ချိန်ပေးပါเนาะအဲ့တော့ပြောချင်တာကကျွန်တော်အကောင်းဆုံးစူးစမ်းနေပါတယ်အားပေးတဲ့မိသားစုဝင်တွေအတွက်ကိုလည်းဒါစူးစမ်းခြင်းရဲ့အောင်မြင်မှုဆိုတာလည်းရှိပါတယ်เนาะဒါပေမဲ့ဂတိတစ်လုံးခိုင်ပါတယ်ဂတိတည်တဲ့မိသားစုဝင်ကျွန်တော်အတွက်ကိုเนาะ1000ဘိုးအနေနဲ့မဟုတ်ဘူးထည့်ပေးနိုင်တဲ့မိသားစုဝင်တီးတန့်ပဲကျွန်တော်စီကိုလာပေးပါကျွန်တော်ဒီဘသူ့အပေါ်မှာလိန်ညာကောက်ကျစ်တဲ့စိတ်မရှိတဲ့အတွက်ကြောင့်မို့မိသားစုဝင်ဘက်တွေကလည်းလာမယ်ဆိုရင်လိန်ညာကောက်ကျစ်တဲ့စိတ်နဲ့မလာဖို့အတွက်မြတ်တရခံပါတယ်အဲ့ဒါလေးတစ်ခုတော့ပေါ့နော်အဲ့ဒါမိသားစုဝင်တွေဘက်ကနေအမြန်ဆုံးလာဖို့တော့ကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျွန်တော် Viber ဟိုင်းပေးပါမနေ့ကဘုံနေ့ပန်းလေး3ပွင့်ကိုကျွန်တော်မျှဝေပြီးတဲ့ပန်းလေး3ပွင့်ကိုကျန်းနေတတ်တယ်လို့ကျင်းတယ်ကျွန်တော်ပြောတဲ့ထောင်ဖို့မများပါဘူးဆိုရင်ကျွန်တော်ရဲ့ Viber လေးကိုလာပေးပါကွန်တက်လေးကိုချိန်ပေးပါဗီဒီယိုပိုင်းလေးကို share ပေးပါနောက်တင်တဲ့ဗီဒီယိုပိုင်းလေးနောက်ဆုံးမဲ့တက်တော့လေးကိုကြည့်နေတယ်ဆိုရင်ကျွန်တော်ရဲ့ account လေးကိုလည်း follower လေးလုပ်ပေးခဲ့ဖို့လည်းမမေ့နဲ့ဘူးเนาะအပြင်အသေးပေးပြီးတော့ဒီဗီဒီယိုဖိုင်လေးကဘယ်မျိုးနဲ့ဒီရောက်တယ်ဘယ်နိုင်ငံထိရောက်လဲဆိုတာလေးကိုလည်းမှတ်ခဲ့ပြီးတော့ copy link လေးယူပါ share ပေးခဲ့ကျွန်တော်ကတော့အရင်တော့ရွှေမိုးနဲ့တက်တယ်အရင်တော့နာမည်ရွှေမိုးတက်တယ်ရွှေခေါ်တက်တယ်အဲ့ချိန်တုန်းကလည်းအရန်မှန်တော့အရန်ပေါက်ခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာအလုပ်ကိစ္စလေးအရန်များတဲ့အတွက်ကြောင့်ဗီဒီယိုပေါင်းလေးကျွန်တော်တို့ကမတင်ပြဘူးဒါအကောက်တင်တဲ့ရေရခြေတဲ့သဘောအနေနဲ့ကျွန်တော်အခြားပေါ့နော်နိုင်ငံသားနာမည်နဲ့ကျွန်တော်ဘက်ကနေတင်ပေးတာပဲဖြစ်ပါတယ်ကျွန်တော်နာမည် consign လို့ပဲမှတ်ပေးကြပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်